ကောင်းလိုက်တာမင်းရဲ့ဟိုဘာဖြစ်လို့အဲ့ချင်အောင်ဆောင်တဲ့သူဟာအနှုတ်ကခက်တယ်ဆိုသလိုပဲမင်းအခုအမုန်းတရံနဲ့ချင်အောင်ဆောင်နေမောင်ယူရတော့မယ်မင်းရဲ့မောင်ယူရတော့မယ်သိလားမောင်ဘာတွေပြောနေတာလဲမောင်ရဲ့ခက်ပါလားယူရဲဆိုရင်ဆိုမိုက်တယ်လို့ဆိုရင်ဆိုအချစ်ကိုယုံမိလို့မြစ်ဖြင့်ချစ်ခင်ကျနာတယ်ပလီပလာမင်းတို့ဖြာမှာတင်သားလိုက်တဲ့မူသားပရိရဲ့ရေဒီမာရုပ်ရည်ကောင်းရင်ပါငဲ့ငဲ့ပြေလို့ကွယ်ချစ်မြတ်တာကြီးချာဖြာခဲ့တယ်မောင်လေးအစားဒီလောက်စကားတမ်းမှမင်းတွေမထင်ဘူးအခုတော့ကြည့်ပါဦးမြစ်တာပွဲစကားတွေညှို့နေလိုက်တာနှလုံးသားသူချစ်ပါရမီကြနေတာဟုတ်တယ်မင်းတွေအချိန်လုံးကတော့လေတော့ຢာတော့ထဲမှာမွေးဖွားလာတဲ့ကြေတော်သားလူရိုးလူအားကလေးမောင်ပဲအခုတော့မင်းတွေဆိုတဲ့မင်းဆိုလေးရဲ့အမုန်းတင်နှန်းကြောင့်ကတင်ပေးလိုက်တဲ့ပညာလေးကြောင့်ဝလုံးလေးကိုတော့မှတုံညာပြအောင်ရေးတတ်နေပြီလေရေးတတ်နေပြီဒါပေမဲ့မျက်နှာများပြီးပလီတညာတလှည့်ပြတတ်တဲ့ပညာလေးကိုတော့မောင်မတတ်သေးဘူးမင်းတွေမောင်မတတ်သေးဘူးတော်ပါတော့မောင်တော်ပါတော့မောင်စကားတွေကဘယ်လိုသက်သေးတာကမှမရှိပဲတစ်ဖက်သက်မိနွယ်ကိုဆွဆွဲနေတာတော့လုံးမီထင်းနေတော့မောင်လုံးမီထင်းနေအေးမင်းတို့မိမတွေဟာအမှန်ကိုပြောရင်နာတတ်တယ်ဆိုတာတော့မင်းအခုဖြစ်နေတဲ့အမူအရာတွေကတက်သေးခံနေပြီတွေတက်သေးခံနေပြီမင်းဘာပြောရင်လေးလဲကျွန်တော်ပေါင်းတင်းနေဆုံးတွေ့တဲ့အခါဒီလိုပြောရတယ်ကျွန်တော်ရောက်ရင်းနေဆုံးမိတဲ့အခါအမြဲပဲပြောရတယ်မောင်ချစ်မိတယ်မိကလေးရဲ့ရှိစားများတဲ့ကွယ်အော်တိတ်လေညွတ်လေစိတ်လေရင်နဲ့အထိန်မလွယ်တဲ့မိမလဲမလေးနွယ်တဲ့လို့ဝေးပန်းလို့ထားသူပြောလေးရပြီပြားရကအနုချူပါလေခူးတဲ့ပန်းနဲ့မွေးပန်းပြီးလို့အားရည်မှုမုန်းကပါလေကထွက်ပြေးသွားတယ်နွယ်မုန်းကပါလေကရှောင်းတင်သွားရဲ့တဲ့ဩဒါတော့မောင်ရဲ့မောင်ကတကယ်နဲ့စားလိမ့်မှမဟုတ်တာအချစ်ကိုကလေးဘွားတော့ကလို့ရောယူတော့ဟေးပြန်ပြီးတော့လို့ဆိုလို့ရတာမျိုးမှမဟုတ်ပဲအိုးအခုလေရော့ယူအင်းပြန်ပေးပါလို့မောင်မပြောမိပါလားမင်းတွေမင်းတို့သာမလို့ရင်တမလို့ခါပြီးလူရင်တကားပြားလို့ခြူကြတယ်မင်းရဲ့နှုတ်ခမ်းမလေးနဲ့အဲ့ဒီအချစ်ကိုပဲကျေးသမားနဲ့တွေ့တိုင်းဈေးကစားပြီးအယောင်ဝယ်လုံးတက်လုံးလို့မောင်ခက်နေတာပေါ့မင်းတွေမောင်ခက်နေတာပေါ့ဒီလိုဆိုရင်လေမောင်နားလေအောင်မိနွယ်ဘယ်လိုမှရှင်းမပြတတ်တော့ဘူးမောင်မိနွယ်သိတာကတော့လေမောင်ကိုချစ်တာပဲသိတယ်ယူမနော်မောင်နော်လို့အခါမပါချူတက်တက်နဲ့ပြောလိုက်တဲ့စကားကြီးမှာကွယ်ဒီနေ့နဲ့မနေ့ကတက်တမဝေးကြရင်ဘူးတရားယူချမ်းယူအဖန်တရားချင်းတွေအပြုံးရိပ်မဲ့ဒီနဲ့အော်နှလုံးအစစ်ကျဲမူသားဆောင်ညိုတင်းလာနေပြစ်ပဲရင်တရားစင်ငါရင်အတ္တမှာတပကခေါထူးကြမှာရဲ့ဒီတက်ပြီးမင်းမယုံဝင်နေမာယာတိတ်နဲ့မိမလဲမာလေးဒီမှာမိနွယ်ဘာလဲမောင်အချစ်ဆိုတာအယောင်သွေးမရှိတဲ့အပူမွေးတစ်ခုရဲ့အစကအောင်မသိခဲ့လေတော့အခုတော့သိပြီဆိုတော့ဟုတ်လားမောင်သိတာပေါ့မိနွယ်ရဲ့သိတာပေါ့ဒါပေမဲ့မောင်သိတဲ့အချိန်ဟာနှောင်းသွားပါပြီလေနှောင်းသွားပါပြီဘာဖြစ်လို့တမင်းနဲ့မဆိုးလို့ပေါ့ကွယ်မင်းလေးရဲ့မျှချက်ကဥသွားလို့မောင်ရဲ့အသက်နှလုံးနဲ့အသွေးသားတွေဟာလေမင်းအတွက်မဲဟင်းလျာဖြစ်သွားပြီမိနွယ်ကျွန်တော်ပေါင်းတင်းနေဆုံးတွေ့တဲ့အခါဒီလို
ရှိမိတယ်မင်းကလေးရှိလာများတဲ့ကွယ်အော်တိတ်နဲ့ကျွတ်လွယ်စိတ်နဲ့ရိမ့်နဲ့အထိတ်မ